premium design modern technology နဲ့ family type SUV တွေကိုရှာနေရဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါမြန်မာဝန်ထွန်းနေကြိုဆိုပါရစေကျွန်တော်ကတော့အာကာပါကျွန်တော် review ဗီဒီယိုတွေလည်းမလုပ်တာကြာပြီဆိုတော့ကျွန်တော်ဒီတစ်ခါ review လုပ်ပေးရမယ့်ကားလေးကတော့ show လုပ်ပေးရမယ့်ကားလေးကတော့ Passion ကထုတ်တဲ့ Passion T90 ပဲဖြစ်ပါတယ်ဆိုတော့ဒီကားရဲ့ exterior design ကိုမပြောခင်မှာကျွန်တော်က key remote လေးနဲ့အရင်မိတ်ဆက်ပေးပါမယ်သူရဲ့ key remote design လေးကတော့လှတယ်ကျွန်တော်ကတော့ကြိုက်တယ်ဒီဘက်မှာဆိုတော့ unlock လုပ်ပါမယ် lock လုပ်ပါမယ်အောက်ဘက်မှာတော့ cargo ဖွင့်ပေးခလုတ်လေးပါဝင်တာကိုတွေ့ရပါလိမ့်မယ်ဗျဆိုတော့ကားရဲ့အတွင်ပြင်လေးကိုကြည့်လိုက်ရအောင်ဒီကောင်းရဲ့ပထမဆုံးပြောမယ့် design ကတော့ logo ပါ logo design ကအရှိကထုတ်ခဲ့တဲ့ Passion ထုတ်ခဲ့တဲ့ logo တွေနဲ့တော့မတူတော့ဘူးဒီကောင်က design ချိန်သွားတယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီ daytime running light ကိုတစ်ဆက်တည်းအသုံးပြုပေးထားတယ်ဘယ်ဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့မီးခွက်ပေါ့နော် headlight design က with ပုံစံလေးဖန်တီးပေးထားပြီးတော့ LED light ကိုအသုံးပြုပေးထားတယ်အောက်ဘက်မှာတော့ကျွန်တော် fog light နေပါမယ်နောက်ထပ် gray design ကိုပြောမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ gray design ကကြည့်လိုက်တာနဲ့ Passion ရဲ့ T90 ဆိုတာကိုမြင်နေရမယ်သိတာနေရမယ်အချက်ကိုတွေ့ရတယ်နောက်တစ်ချက်ဒီကောင်းမှာတော့အရှိဘက်ကင်မရာပေါ့နော်အရှိဘက်ကင်မရာကတော့360မဟုတ်တော့ဘဲနဲ့940ကင်မရာကိုထည့်သွင်းပေးထားတာကိုတွေ့ရပါလိမ့်မယ်ဗျဆိုတော့ကျွန်တော်တို့ကားနောက်ဘက်လေးတစ်ချက်သွားကြည့်လိုက်အောင်Okay ကားနောက်ဘက်ဒီဇိုင်းကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ပထမဆုံးမြင်ရမှာကသူ့ရဲ့ signature ဖြစ်နေတဲ့ Passion logo ပါ Passion ရဲ့စာတန်းလေးမှာဆိုလို့ရှိရင်တော့သူက LED light ကိုထည့်သွင်းပေးထားပြီးတော့နောက်ဘက်မှာဆိုလို့ရှိရင်တော့ LED tail light ကိုတစ်ဆက်တည်းအသုံးပြုပေးထားတယ်သူ့ရဲ့နောက်မီးခွက်ဒီဇိုင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းအရှိက headlight တိုင်းပဲ wave ပုံစံလေးဖန်တီးပေးထားပြီးတော့ channel light လေးကိုလည်းထည့်သွင်းပေးထားတယ်ဘယ်ဘက်တောက်ချင်မှာဆိုရင်တော့ 4 စာတန်းလေးပါမယ်ညာဘက်တောက်ချင်မှာတော့ T90 ဆိုတဲ့စာတန်းလေးကိုထည့်သွင်းပေးထားပါတယ် cargo space လေးကိုကြည့်လိုက်ရအောင်ကာကိုဆွေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လေဒီကောင်ကfamily SUV တစ်စီးဖြစ်တာတဲ့အညီတစ်ချေဝုန်းဝုန်းပေါ့နော်နောက်ဘက်ကာကိုတွေမှာluggage တွေအများကြီးထည့်သွင်းလို့ရမယ်ဆိုတော့ကြည့်လိုက်အောင်ကြည့်လိုက်မယ်ဆိုရင်လည်းတစ်ချေဝုန်းဝုန်းရှိတယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းတွဲဖို့ socket လေးတစ်ခုပေါဝင်လာပြီးတော့အောက်ဘက်မှာဆိုလို့ရှိရင်လည်းကားနဲ့ပတ်သက်တဲ့ green တွေကြိုက်တွေအားလုံးကိုအပြည့်စုံထည့်သွင်းပေးထားတယ် spare wheel လေးလည်းထည့်သွင်းပေးထားပါတယ်ဆိုတော့ကျွန်တော်တို့ကားရဲ့အထဲလေးကိုသွားပြီးတော့ကြည့်လိုက်အောင်Okay ကားလေးပထမဆုံးဝင်လိုက်ပြီးတော့ထိုင်ရတဲ့ feeling ကိုရင်ဆုံးပြပေးမယ်Passion T90 က premium leather သားကိုပဲအသုံးပြုပေးထားပြီးတော့ထိုင်ငုံရဲ့ quality ကတော်တော်မိုက်တယ်အတွင်းကန်းကိုလူချင်းပြီးတော့ကြည့်လိုက်မယ်ဆိုရင်လည်းသူကကြက်သွေးအောင်နဲ့ဒီအသားအောင်ပေါ့နော်ဒီ color နှစ်ခုကို mix လုပ်ပေးထားတာကိုတွေ့ရပါလိမ့်မယ်အရင် premium ဆန်တဲ့ feeling ကိုကျွန်တော်တို့ခံစားရပါတယ်ဆိုတော့ကားရဲ့ steering wheel design ကိုရင်ဆုံးပြပေးမယ်ဗျဒီ steering wheel design ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီကောင်က leather ကြိုးချုပ်သားကိုပဲအသုံးပြုပေးထားပြီးတော့ဘက်ဘက်မှာ cruise control တွေပါဝင်လာမယ်ညာဘက်မှာတော့ media volume control အလဲမှာတော့ Passion ရဲ့ logo လေးပါဝင်လာပြီးတော့အောက်ဘက်မှာ Passion စာတန်းလေးပါမယ်အရှေ့ဘက်မှာ digital cluster လေးကိုအသုံးပြုပေးထားပြီးတော့ညာဘက်မှာတော့ infotainment screen ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းသူက vertical လေးကိုထောင်းပေးထားပြီးတော့အလယ်မှာ engine start stop clock လေးကိုမြုပ်ထားပြီးတယ် vehicle setting နဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း ADAS လို့ခေါ်တဲ့ driver assistant တွေ HUD light ဒီထိုင်ကုန်နဲ့ပတ်သက်တဲ့ဟာတွေချိန်ကြည့်လို့ရမယ် steering mode ဆိုလို့ရှိရင်လည်း convenient comfort sport ဆိုပြီးတော့သုံးမျိုးပြောင်းလဲလို့ရမယ်ပြီးလို့ရှိရင်တော့ကျွန်တော် window နဲ့ဒီ unlock ပေါ့နော် door unlock လောက်ကားမယ့်ဟာလေးတွေကိုထည့်သွင်းပေးထားပါတယ် AC နဲ့ပတ်သက်ပြီးတော့လေလိုဒီလိုမျိုးစိတ်ကြိုက်ချိန်ကြည့်လို့ရမယ်အောက်ဘက်မှာတော့ AC on off လုပ်လေးကိုထည့်သွင်းပေးထားပါတယ်ဂီယာတောင်ကြည့်လိုက်မယ်ဆိုရင်လေဂီယာတန်ရဲ့ design ကချစ်လစ်လေးနဲ့ကန်ရတဲ့ feeling ကတော့မိုက်တယ် hand feeling ကတော့ okay တယ် fine တယ်လဲမှာဆိုလို့ရှိရင်တော့ dual cab ဆိုတာနှစ်ပေါက်ပါမယ် AMRAS ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းခူးပေါက်တော့ပါဝင်လာခြင်းမရှိဘူး Type C အသွင်းပေါက်နဲ့ USB ပေါက်လေးကိုမြုပ်ထားပေးပါတယ်ဒီနောက်ဘက်မှာဆိုလို့ရှိရင်လည်းထိုင်ရတဲ့ feeling က comfort ဖြစ်တဲ့ feeling နဲ့အတူ luxury ဖြစ်တဲ့ feeling ကိုပါခံစားရတယ်လူချင်းမျိုးကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းအတွင်းကန်းပေါ့နော် interior color ကအသားရောင်နဲ့ကြက်သွေးရောင်ပေါ့နော်ဒီ mix လုပ်ပေးရတာဖြစ်တဲ့ကြောင့်မလို့ luxury feeling premium feeling ကိုလည်းခံစားရတယ်ပြီးတော့ let room တွေ head room တွေကလည်းကျယ်ထဲမှာပါတယ်ရှေ့ဘက်မှာဆိုလို့ရှိရင်လည်း dual aircon ပေါက်ကိုထည့်သွင်းပေးထားပြီးတော့ USB ပေါက်လေးကိုပါထပ်မံထည့်သွင်းပေးထားပါတယ်နောက်ဘက်မှာဆိုလို့ရှိရင်လည်း AMRAS ကိုချလိုက်ပြီဆိုတာနဲ့ကျွဲခပ်ဖူတာလေးကိုမြုပ်ထားပေးပါတယ်ဆိုတော့ဒီကားမှာဆိုလို့ရှိရင်speaker အနေနဲ့10လုံးပါဝင်ပြီးတော့ airbag အနေနဲ့6လုံးထည့်သွင်းပေးထားပါတယ် safety တော့ကတော့ perfect ပါပဲဒီ steering ရဲ့ဘက်ဘက်ချမ်းမှာဆိုလို့ရှိရင်တော့ electronic parking brake လေးကိုထည့်သွင်းပေးထားပြီးတော့အောက်ဘက်မှာဆိုရင်ကာကိုဖွင့်ပိတ်ခလုတ်လေးကိုထပ်မံထည့်သွင်းပေးထားပါတယ်ကာကိုဖွင့်ပိတ်ခလုတ်ကဒီ key remote ကနေလည်းဖွင့်ပိတ်လုပ်လို့ရသလိုမျိုးနောက်တဲ့ additional အနေနဲ့လည်းကာကိုဖွင့်ပိတ်ခလုတ်လေးကိုထည့်သွင်းပေးထားပါတယ်ဆိုတော့ကားနဲ့ပတ်သက်တဲ့ကားရဲ့ဒီ alloy size လေးတစ်ချက်ပြောပြပေးမယ်ကားရဲ့ alloy size က16 inch ကိုအသုံးပြုပေးထားပြီးတော့
TPMS လို့ခေါ်တဲ့ Tire Pressure Monitoring System ကိုလည်းထည့်သွင်းပေးထားပါတယ်ဒီအရှိတ်ဘက်မှာဆိုလို့ရှိရင်တော့ 100% Independent Suspension ကိုအသုံးပြုပေးထားပြီးတော့နောက်မှာဆိုလို့ရှိရင်တော့ Martin Independent Suspension ကိုအသုံးပြုပေးထားတယ်ဆိုတော့ဒီကောင်ကမောင်းနေရတဲ့အခါမှာ comfort ဖြစ်မယ်စီးစက်တွေမှာလည်း stability ကောင်းတာကိုတွေ့ရပါလိမ့်မယ်ဆိုတော့ကားရဲ့ side mirror မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်အောက်ဘက်မှာ360 camera မဟုတ်တော့ဘဲနဲ့940 camera ကိုထည့်သွင်းပေးထားတယ်ဗတ်မမီကြောက်လေးပါမယ် blind spot warning လေးလည်းထည့်သွင်းပေးထားပါတယ်ကားရဲ့ handle design ကိုပြောမယ်ဆိုလို့ရှိရင်တော့ keyless entry စနစ်ကိုမှာ traditional door handle design ကိုအသုံးပြုပေးထားတယ်ကားရဲ့ body အချိုးခွေလေးတွေရတယ်တော်တော်မိုက်တွေထဲမှာပါတယ် number 5 turbo ကိုမှာ 7 speed dual clutch transmission ကိုအသုံးပြုပေးထားတဲ့အပြင် fuel saving turbo ကိုပါထည့်သွင်းပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့စီစားနှုန်းကလည်းတက်တာစေမဲ့ကားလေးပဲဖြစ်ပါတယ် premium design modern technology နဲ့ family type SUV တွေကိုရှာနေရဆိုရင်တော့ကျွန်တော်ကတော့ဒီ Passion T90 ကို recommend လုပ်ပေးပါတယ်ဆိုတော့လူကြီးမင်းတို့အနေနဲ့ဒီကားလေးကိုကျန်နေတက်လို့လာရောက်လေ့လာခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Villan Now Out ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှိုးလုံးလေးစာလေးကတော့အမတ်6 16ရက်ကွယ်မိုးကောင်းလန်ရန်ကင်းမြို့နယ်မှာတည်ရှိပြီးတော့အနည်းဆက်ဆုံးလမ်းညွှန်ပေးရမယ်ဆိုရင်မှတ်တမ်းရုံးမှတ်တိုင်ရှိနဲ့ရွှေကောင်းဟော့ပေါ့ပေးမှာတည်ရှိပါတယ်ဖုန်းနံပါတ်အနေနဲ့ကတော့39 43လုံး299ကိုဆက်သွယ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အာကာပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့